ရက်ဆက်ခနာကိုဗီဇပြောင်းလဲမှုဟာထိန်းချုပ်လို့မရနိုင်တော့အောင်ဆိုးရလာနေပါပြီ။ဆေးဝါးအကူအညီနဲ့မှသာဒီအစင်တွေကိုမနှဲထိန်းထားနိုင်တဲ့အနေအထားပါ။တစ်ဖက်မှာလည်းပျက်စီးသွားတဲ့တိုင်းရှိရင်မကြီးနာမှာရင်းချဖွဲ့သားရှိနေတော့ကပ်ပတိန်လိုကန်စီကသတင်းစကားရောက်လာပါတယ်။လိုအပ်မယ်ဆိုရင်အနာဂတ်ကနေလက်နက်တွေပို့ပေးမယ်လို့သူကကလန့်လာခဲ့တယ်။ West တယောက်ကုမ္ပဏီစည်းဝေးသွားဖို့ထွက်လာတော့လမ်းမှာနာဒီရာနဲ့သူ့လူမိုက်တွေမကောင်းချင်နေအောင်တွေ့လိုက်ရပါတယ်။မနေနိုင်တဲ့ West ကဝင်တားခဲ့ပေမဲ့လူမိုက်တွေရဲ့ဝိုင်းဝန်းတက်ခိုက်မှုကိုခံလိုက်ရပြီးအကြီးကျယ်နာကျင်သွားခဲ့ရတယ်။နာဒီရာကအဆုံးစီရင်တော့မဲ့အချိန်မှာပဲရင်းချတွေကအချိန်မီရောက်လာပြီး West ကိုကဲလိုက်နိုင်ပါတယ်။ရုံးစခန်းတကြားမှာနာဒီရာခမညာဂျန်လက်ချက်နဲ့လက်သက်ကျိုးလာလို့စိတ်လိုနေရတာပေါ့။အဲဒီနောက်မှာတော့ဂျန်နဲ့လူကတ်စ်တို့က West ကိုကောင်းကောင်းကြီးစူပါတော့တယ်။ရင်းချကိစ္စတွေမှာဘရမဝင်မပါဖို့နဲ့ဘဝမှာဘာတက်မှာပင်မတက်ခိုက်မြူဖို့တဲ့တထေးသားလိုလိုက်ခံလဲဆိုပြီးပြင်းထန်ပြောဆိုလိုက်ကြပါတယ်။ West တယောက်အတော်လေးစိတ်ထိခိုက်ပြီးတော့ကိုယ့်ကိုယ်သုံးချဘူးလို့ခံစားသွားရတယ်။ဒါပေမဲ့စစ်တဲ့ကြနေတဲ့ West ကို Trip က College Ignorant ခိုးဝင်လာပြီးအမှန်တရားဖွင့်ပြောပြပါတယ်။ဂျန်ကဘာလို့ဒီလိုဆက်ဆံရလဲဆိုတာရဲ့တည်ဆုံးသွားတဲ့သူမချစ်သူ Alex အကြောင်းရဲ့ပေါ့။ဂျန်ခံစားချက်နဲ့ Alex အကြောင်းကိုနားလည်သွားတဲ့ West ဟာအချင်းတွေကိုပြန်ကောင်းအောင်လုပ်ဖို့ထွက်လာခဲ့ပါတယ်။တိုင်းရှစ်ပြက်စီနာမှာဂျန်ကိုရှာတိတ်ပြီးတော့ကုညီခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အရင်ကတိုက်ပွဲဝင်မှုပဲမဲ့အခုမလုပ်နိုင်ဘူးလို့မဆိုလို့ကြောင်းဂျန်ရဲ့အတိတ်ကနာကျင်စရာတွေကို Trip စီကသိခဲ့ရကြောင်းရင်ဖွင့်ပြပြပြီးတော့သူဟာ Alex မဟုတ်ပေမဲ့ Rancid ကိုတားဆီးဖို့ကုညီခွင့်ပေးပါလို့အနှွှညွတ်တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ Rancid ရဲ့ဌာနချုပ်ကနေ Gitara လို့ခေါ်တဲ့အေးခတ်ထားတဲ့မူတရာဇဝတ်ကောင်ကိုပြန်လို့ပြီးတော့မျိုးထဲကိုလွှတ်လိုက်ပါတယ်။ရဲတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ပြီးတော့မြို့ကိုဖျက်ဆီးနေပါပြီ။စာကစ်ကအချက်ပေးလိုက်တာနဲ့ဂျန်က West ကိုနောက်ဆုံးခွင့်အနေနဲ့ Red Chrono မဖောက်ကိုပေးလိုက်ပါတယ်။ Trick ကတက်တာထဲမှာအသိဉာဏ်လို့ထားတဲ့ထမ်းချက်ရီမန်ကိုထုတ်ပေးပြီးတော့ West ကဥဆောင်မောင်းနေတာတိုက်ပွဲဝင်ကြပါတော့တယ်။တိုက်ပွဲစားနဲ့ West က Time Strike နဲ့တက်ခတ်လိုက်ရမှာ Jetty Ride ခန္ဓာကိုယ်စိတ်ပိုင်းကပြတ်ချပြီးတော့ DNA ပေါ်လာကအကောင်ကြီးကြီးမားမားကြီးဖြစ်သွားပါတယ်။ချက်ချင်းဆိုသလိုစာကစ်ကအနာဂတ်ကကပ်ပတိန်လိုကန်စီကိုကိုညီလန်းတောင်းတော့ Time Flyer တွေကိုပို့ပေးလိုက်ပါတယ်။ Ranger တွေက Time Flyer တွေကိုပေါင်းဆက်ပြီး Time Force Megazord Move Blue ဖြစ်ပြလိုက်ကြပါတယ်။လေဆာတွေနဲ့အပြန်လှန်ပစ်ခတ်ပြီးနောက် Move Red ကိုပြောင်းပြီးတော့ဓာတ်နဲ့ဆုံးသက်ခေါ်ပါလိုက်နိုင်ပါတယ်။ချက်ထရာလည်းမူလရွယ်စားဖြစ်သွားကလက်မလောက်ရွယ်စားတွေတေးသွားပြီးအေးခဲသွားတဲ့သူကိုဂျန်ကဖမ်းဆီးထိန်းသိမ်းနိုင်ပါတယ်။အားလုံးပြီးတော့ West ကမော်ဖာကိုပြန်ပေးဖို့လုပ်ပေမဲ့ဂျန်ကသူ့အပိုင်ပေးလိုက်ပါပြီ။အဖွဲ့သားတွေအားလုံးသူတို့ Red Ranger အသစ်ဆက်နဲ့တူပျော်ရွှင်စွာအောင်ပွဲခံနေကြပါတယ်။ West ကတော့အဖွဲ့သားတွေနေစရာရဖို့အတွက်သူ့အဖေပိုင်နဲ့နိုင်စရာဟောင်းကြီးခုစီကိုခေါ်လာပါတယ်။ဒါပေမဲ့နှစ်ပေါင်းများစွာပြထားတဲ့နေရာဆိုတော့အထက်မှာအမိုက်ပုံလုံးရှုပ်ပွားနေပြီးပြင်စင်ကြတွေကအများကြီးလိုနေတာပေါ့။အဲဒီနောက်သူတို့တွေခင်းတဲ့ညီဖြစ်သွားအောင်ဝစ်စင်ရမယ်ဝစ်စားတွေကိုပါ West ကစီစဉ်ပေးလိုက်ပါသေးတယ်။တစ်ဖက်မှာတော့နာဒီရာက TV ထိုင်ကြည့်နေတာကိုမြင်ပြီးတော့ Rancid ကအကြံရသွားပါတယ်။ TV လိုင်းတွေကတဆင်စေဘာဟိမျိုးလူမျိုးသားတွေကိုသူ့အကြောင်းကြေညာပြီးချင်းချဖို့စီစဉ်ပါရတယ်။ West နဲ့ဂျန်တို့ကနိုင်စင်ကြီးတွေကနေပြင်ထွက်လာတော့မှဒီနေရာဟာအရင်ကအထူးဝန်ဆောင်မှုလုပ်ငန်းလုပ်ခဲ့တဲ့နေရာမှသိလိုက်ရပါတယ်။ကံကောင်းကျင်တော့ချက်ချင်းဆိုလိုပဲဖောက်တဲ့တရားရောက်လာပြီးလှုပ်လာအပ်ပါတယ်။အလုပ်ကတော့ရုပ်တံလွှင့်ရောင်တစ်ခုမှစေးသောတော့ဝေးရမှာပါ။ကန်ဆိုးတာကသူတို့စေးသောတော့ရမယ့်နေရာဟာ Rancid စီနေထားတဲ့ရုပ်တံလွှင့်ရောင်ဖြစ်နေတာပါပဲ။ Cycloboss တွေက West ကိုတွေ့ရတဲ့ဝိုင်းပြီးပညာပေးလိုက်ကြသလိုနာဒီရာကလည်းရောက်လာပြီးသူ့အလက်သေးအလှပြင်ထားတာကိုလာကြွနေပါသေးတယ်။ Rancid ကရုပ်တံလွှင့်ရောင်ကိုသိမ်းပိုက်ပြီး TV ကနေတဆင်တစ်မျိုးလုံးကိုသူ့လက်အောက်ခံဖို့ကြေညာလိုက်ပါတယ်။ဒီအချိန်မှာ West ကအပြစ်မဲ့တဲ့ပြည်သူတွေကိုဒုက္ခမပေးပါနဲ့လို့ဝင်ပြောလိုက်တဲ့အခါ Rancid ကသူ့ရဲ့နာကျင်စရာအတိတ်ကိုအခုလိုဖွင့်ဟလာပါတယ်။အနာဂတ်ကာလမှာကလေးတွေကိုသဘာဝအတိုင်းမဟုတ်ပဲဖန်ပြိုနေနဲ့မွေးထုတ်ကြပါတယ်။မိဘတွေကကိုလိုချင်တဲ့ပုံစံနဲ့အရေးချင်းကိုရွေးချယ်ပြီးတော့ဖန်တီးယူကြတာပေါ့။ဒါပေမဲ့ Rancid ရဲ့ဖန်ပြိုကတော့မတော်တဆမှုကြောင့်မြေမောင်းတွေကိုပြုတ်ကျခဲ့ရပြီးဓာတုဗေဒပစ္စည်းတွေနဲ့ယောဂပထမဆုံးဗီဇပြောင်းလူသားမူတက်ဖြစ်မှုဖွာလာခဲ့ရတယ်။ရုပ်ဆိုးကြီးတန်လုံးလူတိုင်းဝိုင်းရဲ့ဖက်တင်ခြင်းကိုခံရပြီးတော့နောက်ဆုံးမှာတော့တခြားဆွမစ်ခံရသူတွေကိုစူးစီးကရာဇဝတ်အင်ပါယာကြီးကိုလှူထောင်ခဲ့တာဖြစ်ကြောင်းပြပခဲ့ပါတယ်။ Rancid ကစကားဆုံးတာနဲ့ Fear လို့ခေါ်တဲ့မူတက်ကောင်နဲ့ West ကိုထားခဲ့ပြီးထွက်သွားပါတယ်။တင်လူဒီမှာဖြစ်နေတဲ့ West ကို Ranger တွေကအချိန်မီရောက်လာပြီးကင်တင်လိုက်နိုင်ပါတယ်။ West လည်းအသွင်ပြောင်းပြီးတော့ Fear ကိုတက်ခက်ကအစာအုပ်ပေါ်ကနေကန်ချလိုက်ပါတော့တယ်။မြေပြင်ပေါ်ရောက်တော့ Fear ဟာအေယာမအကောင်ကြီးပြပြောင်းလဲသွားပါတယ်။ Ranger တွေက Typhoon Megazord ကိုခေါ်ယူပြီးတော့ပြင်းထန်တက်ခတ်ကြပါတယ်။နောက်ဆုံးမှာတော့ Megazord ဆေးဝါးရဲ့ဓာတ်ချက်နဲ့ Fear ကိုအနိုင်ယူလိုက်ပြီးတော့ပြန်လည်ဖမ်းဆီးထိန်းသိမ်းနိုင်ပါတယ်။တိုက်ပွဲပြီးမှာတော့ Ranger တွေကသူတို့ရဲ့ပထမဆုံးလိုအားကောက်ရရှိခဲ့ကြပြီး Nick of Time Object ဆိုတဲ့လုပ်ငန်းလေးနဲ့ဘွားတစ်ကိုစတင်လိုက်ကြပါတယ်။ West ကတော့ Rancid ရဲ့ဘွားစကြောင်ကြားပြီးတဲ့နောက်တနာစိတ်ဝင်ကသူဟာတကယ်ရုပ်မာရသူဟုတ်ရလားလို့တွေးဝင်နေပါတယ်။ဒါပေမဲ့ဂျန်ကတော့ Rancid ဟာမွေးကလေးကမကောင်းဆိုးဝါးဆေးတဲ့ရှိရသူလို့အခိုင်အမာပြောဆိုလိုက်ပါတယ်။ West ကသူ့ရဲ့ကားကို Lucas ကိုမောင်းလိုက်ပါတယ်။ Lucas ဟာအနာဂတ်မှာပြန်ကောင်းမောင်းသမားဟောင်းတရားဖြစ်ခဲ့တာဆိုတော့မျိုးရန်လမ်းမတွေပေါ်မှာသူ့ရဲ့ကြွချင်မှုတွေကိုအဆောင်အောင်ထုတ်ပြလိုက်တာပေါ့။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲရဲဖက်နာခံလိုက်ရပါတယ်။အနာဂတ်ကလာတာဆိုတော့ဒီခေတ်ရင်မောင်းလိုက်စင်လည်းရှိမနေဘူးလေ။တစ်ဖက်မှာလည်းနာရီရာကသူမဖေ Rancid ကိုဒီမျိုးကိုစိုးမိုးခြင်းပတ်စံများကြီးလိုအပ်တယ်လို့အကြံပေးနေပါတယ်။ဒါကြောင့်သူမဟာကားတွေကိုလူဆိုးကားတွေဖြစ်ပြောင်းလဲနိုင်တဲ့ Meta Mobile ဆိုတဲ့မူတန်းကိုပြန်တက်သွင်းပြီးတော့ဗန်လူရက်ဖို့စီစဉ်ပါတော့တယ်။ဒီချိန်မှာပဲ Lucas တယောက်လမ်းမှာတရားဝင်မောင်းနေဝင်ရဖို့ရင်မောင်းလိုက်စင်ဆောင်ပွဲသွားဖြစ်နေရပါတယ်။တောင်းဝဲဖြစ်နေတော့မှပဲနာရီရာနဲ့သူ့လူစုကငွေသက်ကားတစ်စီးကိုတက်ခိုက်ပြီးတော့ပတ်စံတွေအားလုံးလူယူသွားတာကို Lucas ကမြင်လိုက်ရပါတယ်။ Lucas လည်းဆောင်ပွဲဖြစ်နေတာပြစ်ထားခဲ့ပြီးသူ့ရဲ့ Howard ရဲ့ကားလေးနဲ့နောက်ကနေလက်ဖက်မဲ့လူဆိုးကားတွေကိုမမိလိုက်ပါဘူး။နိုင်စင်ကြီးမှာအဖွဲ့သားတွေပြန်ဆောင်ကြတဲ့အခါ Trip ကလူဆိုးတွေကိုအမိလိုက်ဖို့အတွက်အမြန်နှုံးမဲ့ဗတာဆိုင်ကယ်တွေကိုထုတ်ပေးလိုက်ပါတယ်။
ဒါတွေကတော့နောက်ဆုံးတစ်ခေါက်ဓမြတိုက်ပွဲထွက်ပြေးချိန်မှာတော့ Ranger တွေဟာစကယ်ရီနဲ့နောက်ကနေကတ်လိုက်ပါတော့။ထန်ကမန်တာမိုဘိုင်းကားနာကိုရှင်ပြင်းပြင်းနဲ့လိုက်ပြီးတာဘိုဘုတ်တုံးကကားပေါ်ကနေကြက်တိုင်နဲ့ပစ်ခတ်တက်ခိုက်ပါတယ်။ West ကတော့မင်းသားတွန်ခရုစ်တိုင်တို့နဲ့စကယ်ကိုရှင်နဲ့မှပြီးတော့မှရုပ်တရက်ဝဲဝဲလှစ်လိုက်ပြီးပစ်ခတ်တက်ခိုက်လိုက်တာတကယ်ကိုလမ်းပါတယ်။ကင်နမဟန်တော့တာနဲ့မန်တာမိုဘိုင်းကကားပေါ်ကဆင်းပြေးပြီးဆိုင်ကလိုဘတ်ဆွဲရုပ်စစ်တပ်နဲ့ Ranger တွေကိုတက်ခိုက်ခိုင်းပါတယ်။ West ကသူတို့ရဲ့ခရိုနိုဆေးဘာနဲ့ဆိုင်ကလိုဘတ်တွေကိုအပြည့်ရှင်းပြသလိုခါတီနဲ့ထရစ်တို့ကလည်းသူတို့ရဲ့ V-Brace Star နဲ့အားဖြည့်ပေးပါတယ်။ Lucas နဲ့ West တို့နှစ်ယောက်ပေါင်းပြီးတော့မန်တာမိုဘိုင်းကိုဝိုင်းဘက်ကလေထဲမှာပြတ်တက်ပြီးတက်ခိုက်လိုက်ကြပါတယ်။စာကစ်စီကဒေတာရယူပြီးတဲ့နောက် Ranger တွေဟာ Vortex Blaster အများစုကိုပေါင်းစပ်လိုက်ပြီးမူတန်ကိုတေချာပြစ်မှတ်ထားပြစ်ခတ်လိုက်ပါတယ်။ဒါတော့ထွက်သွားတဲ့မန်တာမိုဘိုင်းဟာအေယာမအကောင်ကြီးဖြစ်ပြောင်းလဲသွားပေမဲ့လည်း Ranger တွေကတိုင်းဖို့မကားစောမူရနဲ့အဒလကိုပဲနိုင်ယူပြီးတော့ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ Lucas တီအောင်ကောင်းမလိုက်စင်စာမိုးပဲပြန်ပြေးဖို့သွားရှာပါတယ်။ဒါပေမဲ့သူ့ကိုမြင်လိုက်တာနဲ့အရင်တစ်ခေါက်ကကြောက်ရကြဖြစ်ခဲ့ရတဲ့ဆက်ဆံမှုဟာလိုင်စင်တော်မစစ်ရသေးဘူး။ဘာမှပြောညာမပြောနဲ့ထွက်ပြေးသွားပါတော့တယ်။ Lucas လေးခင်ဗျာတော့လိုင်စင်မရပဲကြင်ခဲ့ရတာပေါ့။